ရေးကြီးတာတော့ကိုကြည့်နေတဲ့ guideline နောက်တစ်ခုကဘယ်နှစ်ခုနှစ်ကထုတ်ထားတဲ့ guideline လဲဒါလေးကိုနည်းနည်းလေးသတိထားဖို့လိုတယ်နော် Okay ဒီစာအုပ်ကတော့ American ဒီ AHA guideline ကိုပဲfocus လုပ်ပြီးတော့ပြန်ပြီးတော့ summarize လုပ်ပေးထားတာပါနော် Okay ဒီထဲမှာပါတယ်မှာတော့ contents လေးတစ်ချက်ကြည့်အောင်နော်ဆိုတော့အရင်ဆုံးတော့ first aid ပေါ့နော်အဲ့တော့ first aid ဘိုင်းရဲ့နောက်ဒီမှာအရင်ဆုံး assessment ဘိုင်းပါလာတယ်ပေါ့နော် breathing problem ကိုကတခြားဒီ 4% BLS သင်တဲ့ခါကျနည်းနည်းလေးပြဿနာရှိတာကကိုယ့် audience ကဘာတူလဲပေါ့နော်ဥမာ4% ဖြစ်နိုင်တယ်လုံးဝမသိဘူးဆိုတော့မအောင်မြန်မာလိုသင်ရတယ်အကုန်လုံးဒီနည်းနည်းပြောပြရတယ်နောက်တချို့ကိစ္စတွေကြတော့လေနည်းနည်းဘယ်လိုပြောမလဲ assessment ဘိုင်းပေါ့နော်ဘယ်လိုပြန်ကြည့်ရတယ်ဘာညာကြတော့နည်းနည်းပြောရနည်းနည်းလေးတော့ခက်တယ်ဒါပေမဲ့အဲ့ဒီအတိုင်းပဲမှတ်ဆိုပြီးတော့မှတ်ခိုင်းရတယ်ပေါ့နော်ဆိုတော့နောက် nurse တွေကိုသင်တာရှိတယ်နောက်တစ်ခုက doctor တွေကိုသင်တာရှိတယ်ပေါ့နော်ဆိုတော့ guideline တွေကတော့များသောအားဖြင့်တပုံစံနဲ့တသက်မှတ်သေးဒီတိုင်းပဲ follow လုပ်ဖို့အတွက်ပေါ့နော်အဲ့တော့မှလည်းဘယ်သူပဲလုပ်ဒါတပုံစံနဲ့ထွက်မယ်ဆိုတဲ့အခါကျတော့အဲ့တော့ဒီမှာဆိုတော့ medical problem ဆိုတဲ့ခေါင်းစဉ်အောက်မှာ breathing problem allergic reaction heart disease တခုချင်းစီပြန် mention လုပ်ထားတယ်ပေါ့နော်ဘာကြောင့်ဖြစ်နိုင်တယ်ပေါ့နော်Now traumatic injury environmental injuries and illness เนาะဒါလေးတွေပါတယ်ဆိုတော့ဒီကတော့သူက underlying cause တွေကိုဘာကြောင့်ဖြစ်သွားတယ်ဆိုတာလေးတွေပေါ့နော်နောက် chapter 5ရောက်တော့မှ CPR ရဲ့နောက် AED ရဲ့ choking ရဲ့ဆိုပြီးတော့ပြန်ပြီးတော့ပြောတယ်ဒါကတော့ adult အတွက်ပေါ့နော်အဲ့တော့အဓိကတော့မတို့ဒီဘိုင်းအောင်အဓိကပြောမှာနော်မအရင်ဆုံးဒီအရှိရ intro လေးကိုအရင်ပြောမယ် first aid ကိုနော်ပြီးသွားရင်ဒီ chapter 5ပေါ့နော်အဓိက main ကတော့ဒီ course ရဲ့ content ကတော့အဓိက BLS ဒီဘိုင်းလေးပေါ့နော်နောက် chain ကကြတော့မတို့နောက်မှာPLS ပါမယ်အဲ့တော့ PLS မှာကတော့ပို့ပြီးတော့ advance ဖြစ်သွားတာပေါ့နော်ဒါကတော့ chain အတွက်ကိုမှာတော့ဒါ PLS ပေါ့နော်အဲ့တော့ chain မှာလည်းဒီတိုင်းပဲ CPR လောက်တာပါကွာသွားလဲများသောအားဖြင့်လူကြီးဆိုရင်တော့ပို့ပြီးတော့comfortable ဖြစ်တယ်ပို့ပြီးတော့ကိုလုံးနိုင်တယ်လို့ထင်တယ်ခလေးကြတော့နည်းနည်းလေး relative ဖြစ်ကြတယ်ပေါ့နော်ဟိုမှာခလေးဆိုလို့ရှိရင်ရုပ်တရက်ဘယ်ရဆလို့ရမလဲအဲ့လိုမျိုးနည်းနည်း guideline နည်းနည်းဝေးတာမျိုးလေးဖြစ်တတ်တယ်ကြည်နေကြမဟုတ်ရင်ပေါ့နော် and infant ပေါ့နော်အဲ့တော့ဒါကြီးမတို့ဒါမှတ်ဖို့လိုမယ်အဲ့တော့5 6 7ပေါ့အဲ့တော့ဒီဘိုင်းလေးတွေတစ်ချက်ကြည့်နော်โอเคအဲ့တော့ဒါကတော့အရင်ဆုံး first aid ဘိုင်းပေါ့ဒါကတော့မတို့များသောအားဖြင့်4%ဆိုရင်တော့ဒီ first aid ဘိုင်းကို basic ကိုရင်ပြောရတာပေါ့နော်ပြောရဒီထဲမှာဆိုလို့ရှိရင်scene safety ဒါက medical person တွေလည်းသတိထား aware ဖြစ်ဖို့လိုတယ်ပေါ့နော်တခါတလေကျတော့ကိုကကဲကျင်စောနဲ့ဒီ patient လဲသွားတဲ့ patient ကိုပြေးပြီးတော့ guideline မိတဲ့အခါမျိုးမှာသူကလဲသွားတာကဘာကြောင့်လဲဝါလဲဆိုတော့ဘေးပတ်ဝန်းကျင်တစ်ချက်ကြည့်ဖို့လိုတယ်ပေါ့နော်အဲ့တော့ကိုယ်တိုင်က safe ဖြစ်တော့မှဒီလဲသွားတဲ့သူလည်းကဲနိုင်မှာမဟုတ်လို့ရှိရင်တယောက်ပြီးတယောက်ဥမာတစ်ချက်တယောက်ဓာတ်လိုက်တယ်မတီးပဲသွားကလိုက်တယ်နောက်လူတွေပါဓာတ်လိုက်တယ်ဒါမျိုးတွေဖြစ်တတ်တယ်ဥမာဒီ RD ဖြစ်တယ်လမ်းပေါ်မှာကားတွေကမရက်သေးဘူးဘယ်သူမှလည်းဆင်းကို safe ဖြစ်အောင်မလုပ်နိုင်သေးတဲ့အခြေအနေမှာပြေးဝင်သွားလို့စမပြေဘူးပေါ့နော်အဲ့တော့ဒါမျိုးတွေကမှတော့ scene safety လို့ခေါ်တယ်ကိုယ်တိုင်ရင်ဆုံး self safety ကpriority ပေါ့နော်ကိုယ်တိုင် safe ဖြစ်ဖို့လိုတယ်ပြီးတော့မှနောက်လဲဝိုင်းလို့ကိုယ်အဲ့တော့မှကဲနိုင်မှာပေါ့နော် Okay ဒါကတော့ assessing the safety of the surrounding is critical เนาะဒါကိုပြောထားတာပြီးမှာတော့ PPE ဝတ်ဖို့တွေပြောထားတယ်ဒီကတော့ glove ပုံဖို့ပေါ့နော် hand washing and glove အဲ့တော့ဘယ်လိုမျိုး safe disposal လုပ်ရတယ်ဆိုတာလေးเนาะ Okay အဲ့တော့ဒါတော့ပုံမှန်မတို့ဒီ first aid kit ထဲမှာပါတာတွေပြောထားတာပါအဲ့တော့လူကဟိုမှာတခုခုဖြစ်တယ်ဆိုလို့ရှိရင်ကိုဒီ personal belongings ထဲမှာတော့ဒါကြီးကိုအမြဲတမ်းမထည့်သေးသွားနိုင်အောင်ဒါပေမဲ့ဒါမျိုးတွေကတချို့နေရာလေးတွေမှာဆိုရင်ဟိုမှာဆိုတာပြောရဲလူများများရှိတဲ့နေရာတွေမှာဆိုရှိတဲ့နဲ့ထားတဲ့နဲ့အထင်မှာပါတယ်ပေါ့နော်ဒါက accessible basic need အနေနဲ့ accessible ဖြစ်တဲ့အထင်မှာပါတယ်အဲ့ဒီထဲမှာတခုဆိုရင်တော့ဗာလဲဆိုတော့မတို့ဒီ first aid kit ထဲမှာမှာနော် marks for breathing ပေါ့နော် rescue breathing for CPR ဒါကမလို့ CPR လုပ်တဲ့အခါမှာမှာစေအောင်စက်တင်မဟုတ်ဘူး ALS မဟုတ်သေးဘူးဆိုလို့ရှိရင်ဒီဘက်က BLS မှာဆိုရင်ဒီ patient ကိုcompression လုပ်တယ် ventilation လုပ်တယ်အဲ့တော့ ventilation လုပ်တဲ့အခါကျတော့ကိုက patient ကိုဘယ်လိုမျိုး marks လည်းမရှိ ambulance လည်းမရှိတဲ့အခြေအနေမျိုးပေါ့နော်ဟိုမှာလမ်းမှာလဲဝါတယ်เนาะအစာအုပ်ထဲမှာလဲဝါအဲ့လိုမျိုးအခြေအနေမျိုးမှာဆိုလို့ရှိရင်ဘာနဲ့သူ့ကို
ventilate လုပ်မှာလဲပေါ့နော်မောက်တူမောက်လုပ်မှာလားဒါမှမဟုတ်လို့ရှိရင် mask နဲ့လုပ်မှာလားဘာနဲ့လုပ်မှာလဲဆိုတော့အပိုင်းမှာများသောအားဖြင့်4%ဒီ bystander တွေမှာဆိုလို့ရှိရင်ဒါလေးဆောင်းခိုင်းထားတတ်တယ် mask for breathing အဲ့တော့ဒီ CPR အတွက်ကိုမတို့ဒါ mask လေးတွေပေါ့နော်အဲ့တော့ဒါကြတော့များသောအားဖြင့်တော့ကိုယ်တိုင်သုံးဖို့အတွက်ပေါ့နော်ကိုယ်တိုင်သုံးဖို့အတွက်ကိုကောက်ကိုစောင့်ထားတော့ပို့ပြီးတော့အဆင်ပြေတယ်များသောအားဖြင့်ပြန်ပြီးတော့မတို့ခောက်ပြီးတော့အဲ့လိုသိမ်းလို့ရတယ် pocket size လောက်ပဲဆိုတဲ့ခါကျတော့အဲ့လိုမျိုးအလွယ်တကူစောင့်မယ်ပေါ့နော်နောက်တစ်ခုကတော့မတို့ဒီချက်ချင်းကိုကဒီလူတယောက်ကတေးကြတယ်ပေါ့နော်အရင်ဆုံးတော့ confirm လုပ်ဖို့လိုတာပေါ့ဟိုမှာလဲကျသွားရဲဆိုတာနဲ့လဲကျသွားတဲ့ arrest တော့မဟုတ်ဘူးပေါ့နော်တခါလေကျတော့ရိုးဒီတိုင်း faint ဖြစ်သွားတာ order မို့ hypo ကြောင့်ခဏလဲသွားတာဒါမျိုးတွေဖြစ်တတ်တယ်ဆိုတော့တကယ်လို့တေးကြတယ်ပေါ့နော် arrest ဖြစ်သွားတာ unresponsive no pass ဒါဆိုလို့ရှိရင်နောက်တစ်ဆင့်ကကိုကချက်ချင်းကိုတယောက်တည်းနဲ့မပြီးဘူးဒီနေရာကနေနောက်တစ်ဆင့်ပို့ပြီးတော့ fully equipped ဖြစ်တဲ့နေရာကိုရွှေ့ဖို့ပြုဖို့လိုတယ်ဆိုတော့ဒီအတွက်ကိုလည်း next plan ပေါ့နော်ကိုမှာဘာ plan ရှိထားလဲချက်ချင်းဒီ medical facility ဥမာ ambulance or ဒါမှမဟုတ် EMS medical service တခုခုကိုcall ခေါ်ပြီးပြီလားเนาะနောက်ကိုနဲ့ဘေးနားမှာရှိတဲ့လူတွေကိုအကူအညီတောင်းပြီးပြီလားဒီဘိုင်းကလည်းအရေးကြီးတယ်ပေါ့နော်ဥမာမတို့ဒါ AED တွေပါတယ်ရှိသလားပေါ့နော်အဲ့တော့ပုံမှန်ဆိုလို့ရှိရင်တော့ဒါမှတော့ AED အတွက်က AED ရရှိတဲ့ထဲမှာပါတယ်ပေါ့နော်တကယ်ကိုပဲlife saving လည်းဖြစ်တယ်ပြီးတဲ့အခါမှာsafe ဖြစ်တယ်ပေါ့နော် safe ဖြစ်တယ်နောက်ကျန်တဲ့သူတွေပါလူတိုင်းဘယ်သူမှမဆိုသုံးနိုင်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့သူ့အတွက်ကဒီတီးတဲ့မဟုတ်ဒီ instruction manuals ကတီးတဲ့တကယ်တော့သင်ကြမလို့သူ follow လုပ်သွားရုံပဲသူရဲ့ step တွေအတိုင်း follow လုပ်သွားရုံပဲဆိုတော့လွယ်ကူတယ်ပေါ့နော်ဒါပေမဲ့လည်းများသောအားဖြင့်တော့ကိုရီစီမာကချက်ချင်းအဲ့လိုမျိုးမကင်နိုင်မကင်ရဲကြဘူးပေါ့နော်အဲ့လိုဆိုတော့များသောအားဖြင့်ဒီပစ္စည်းကိုမတို့ဒါဘယ်လိုပုံစံရှိရဲဆိုတာเนาะအရင်ဆုံးသင်ပေးရတယ်ပြီးတော့ဘယ်လိုသုံးရတယ်ပေါ့နော်နောက်ချက်ချင်းကိုကเนาะဒီ action စောစီးစပြီးတော့မတို့ဒီ patient မှာသုံးနိုင်ပိုကောင်းလေဆိုတော့ concept ကိုဒီကျန်တဲ့သူတွေစီကိုကဖြန့်ဝေပေးဖို့လိုတာပေါ့နော်အဲ့တော့အဓိကတော့အဲ့တော့များသောအားဖြင့်တိတ်ပြီးတော့အသုံးပြုမှုတိတ်မရှိသေးဘူးပေါ့နော်ကိုရီစီမှာတော့အသုံးပြုတာနည်းနည်းလေးနည်းတဲ့ထဲမှာပါသေးတာပေါ့နော်အဲ့တော့တချို့ shopping mall အကြီးတွေနောက်တချို့တချို့ကျောင်းတွေပေါ့နော်ဥမာ international school တွေနောက်တခြားမတို့bill တွေအဲ့လိုမျိုးပေါ့နော်အလုပ်နဲ့ပတ်သက်ပြီးတော့ကုမ္ပဏီအများကြီးအဲ့လိုမျိုးထားတဲ့နေရာမျိုးတချို့နေရာတွေမှာနည်းနည်း aware ဖြစ်တဲ့သူတွေကတော့ထားကြတယ်ဥမာကျောင်းဆိုလဲကျောင်းမှာအနည်းဆုံးမရှိဘူးဆိုတော့တစ်ခုလောက်ထားကြတယ်ပေါ့နော်ဒါကတော့မတို့ဒီ health education နဲ့ပတ်သက်ပြီး advocate လုပ်ဖို့လိုတဲ့အပိုင်းလေးတွေပေါ့နော် okay okay ဒါဆိုမတို့အရှိရ basic လေးကိုဒီလောက်ပဲเนาะchapter 5ကနေစပြီးတော့တစ်ချက်ကြည့်ရအောင်adult CPR AED နဲ့ choking ပေါ့နော် page 28မှာရှိနော်ဆိုတော့ screen လေး share ပေးရတယ်လို့ screen share ကတိတ်မမြင်အောင်ဆိုပြောပြီနော်အဲ့တော့အရေးကြီးတာကတော့ CPR လုပ်ကြတာပဲပေါ့နော်အဲ့တော့ဟိုလူတွေလည်း4%နေလဲဒါ CPR သင်ပေးထားတယ်hospital မှာလည်းဒါ CPR လုပ်ကြတယ် emergency မှာလည်းလုပ်တယ်ဝက်ထဲမှာလည်းလုပ်တယ်CPR လုပ်ကြတယ်ဥမာ ICU မှာလည်းလုပ်ရတယ် CPR နော်ဆိုတော့ဘယ်နေရာမှာမဆိုဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ CPR လုပ်တယ်ဆိုပေမဲ့ CPR ရှိမှာကိုက effective CPR ဆိုတဲ့စကားလုံးပေါ့နော်အဲ့တော့ high quality ဖြစ်ဖို့ effective ဖြစ်ဖို့ပေါ့နော်အဲ့တော့ဒါလေးတစ်ချက်ထပ်ပြီးတော့မှတ်ဖို့လိုတယ်နော်အဲ့တော့ CPR လုပ်တဲ့အခါမှာ PPR လုပ်လို့မရဘူးပေါ့နော်ကိုကအဓိကpatient ကိုပြန်ပြီးတော့ raw ရဖို့ဒီ return of spontaneous circulation ပေါ့နော်သူ့ရဲ့ဒီ cardiac activity เนาะပြန်ပြီးတော့မတို့ effective circulation ရတဲ့အထိပြန်ပြီးတော့ contraction ရလာတဲ့အထိကိုကသွားအောင်ပါเนาะအဲ့ဒါကအချိန်ကlimit ရှိတယ်အဲ့တော့စောင့်လို့မရဘူးကြာလို့မရဘူးနောက်ကြာလို့မရဘူးပေါ့နော်အဲ့တော့ဒီအတွက်ကြောင့်မလို့ high quality effective CPR เนาะအဲ့တော့ဒီဘိုင်းကြီးကပါလာတယ် okay အဲ့တော့ဒါတော့ CPR definition လေးကိုပြောထားတာပါ is a vital and essential skill ပဲเนาะအဲ့တော့ဒီထဲမှာအရေးကြီးတာက CPR မှာ
key elements ကနှစ်ပိုင်းပေါ့နော် compression နဲ့ ventilation နော် providing breath ပေါ့နော်အဲ့တော့ဒီအပိုင်းပါတယ်ဆိုတော့ adult CPR မှာအဓိကမှာတော့နံပါတ်1ကတော့ချက်ချင်းကိုက scene ကိုစောစောပြောရဲเนาะ safety ယူတယ်ပြီးတာနဲ့ chest compression ကိုမစခင်မှာအရင်ဆုံး assessment အရင်လုပ်ကြတယ်ဒီ patient ဆိုပြောသလိုမျိုးတကယ်ပဲ arrest ရတော့တာတချို့က arrest ရတဲ့စင်မဟုတ်အဲ့ဒါတွေ assess အရင်လုပ်မယ် assess လုပ်ပြီးသွားပြီဆိုတော့တေချာပြီး confirm ဖြစ်တယ်เนาะဒီ patient က unresponsive no pulse ဒါဆိုလို့ရှိရင်เนาะchest compression စပြီပေါ့เนาะအဲ့တော့ကိုယ့်ရဲ့တောင်းကအဲ့ချိန်မှာနောက်တစ်ယောက်ကို AED သွားယူခိုင်းဖို့နောက်ကျန်တဲ့ကိုမှကူညီမဲ့သူတွေရှိသေးတယ်ဆိုလို့ရှိရင်နောက်တစ်ယောက်ကိုတော့မတို့ချက်ချင်းဒီမှာ ambulance ခေါ်ဖို့ပေါ့နော် call ခေါ်ဖို့အဲ့တော့ဒါလေးတွေပြောမယ်ပြီးရင် at the same time မှာကိုကချက်ချင်းinitiate လုပ်လိုက်တဲ့သူပေါ့နော်ကိုကချက်ချင်း initiate လုပ်လိုက်တဲ့သူဆိုတော့ကိုမှာကချက်ချင်းမတို့ဒီ stress ကတက်သွားပြီပြီးတဲ့အခါမှာCPR လုပ်တယ်ဟုတ်ပြီအဲ့တော့ CPR လုပ်တယ် CPR 2 မိနစ်လုပ်ပြီးသွားပြီဆိုလူတယောက်ကအရန်မော်သွားပြီအဲ့တော့ဘလောက်ပဲလုံနိုင်ပါတယ်ပြော2 မိနစ်ပြည့်တယ်ဆိုရင်တော့နားဖို့လိုတယ်ပြီးရင်ကိုယ်စားနောက်တစ်ယောက်နဲ့လဲပေါ့နော်အဲ့လို switch လုပ်ဖို့လိုတယ်အဲ့တော့ every 2 minute တိုင်းမှာ compressor ကိုလဲဖို့ပေါ့နော်ဒါလေးကအရေးကြီးတယ်မဟုတ်လို့ရှိရင်တောက်လျှောက်ဟိုမှာ3 cycle 4 cycle အဲ့လိုတောက်လျှောက်တွေ run တဲ့ခါကျတော့အရှိ1 2 cycle လောက်မှာတော့တိတ်ပြဿနာမရှိဘူးမယ်နောက်ပိုင်းကြာလာလေကိုယ့်ရဲ့ effectiveness ကလျော့သွားလေအဲ့တော့ဘာဖြစ်လာလဲဆိုတော့ compression rate ကနှေးလာတယ်ပြီးတဲ့အခါမှာ depth ကကောင်းကောင်းမရောက်တော့ဘူးเนาะအဲ့တော့ဖိနေတာသတ်မှတ်ထားတဲ့မှာတော့ target ကိုမရောက်ဘူးအဲ့တော့ထွက်လာတဲ့ outcomes ကမကောင်းပေါ့နော်ကိုကရတယ်ကိုရသေးရဆိုရင်အတင်းလုံနေလို့ရှင်ဆိုတော့ဒါကြောင့်မလို့ဒီအပိုင်းများအရေးကြီးတယ်ပေါ့နော်အဲ့တော့ okay အဲ့တော့ဒါကတော့မတို့ဒီပြီးသားချက်တွေပါနော်အဲ့တော့ high quality CPR ဖြစ်ဖို့အရေးကြီးတယ်เนาะအဲ့တော့ဒီပိုင်းလေးကိုတော့ပြန်ရှင်းထားเนาะအဲ့တော့ high quality CPR ဖြစ်ဖို့ဆိုလို့ရှိရင် you must begin high quality chest compression quickly မြန်မြန်ဆန်ဆန်စဖို့လိုတယ်မြန်ဆန်စဖို့ကနံပါတ်1ချက်မြန်မြန်ဆန်ဆန်ကိုက action